ပြောမဲ့အချိန်မှာဘာဖြစ်လို့အိမ်ရှိကိုထွက်ထိုင်ပြီးငိုနေရတာလဲဒုက္ခပါပဲကွာပြောကမှပဲပုံငိုနေပြန်ပြီကဲဘာဖြစ်တာလဲဟိုအဆင်မပြေဘူးလားပြေတယ်ဟောဒီအကိစ္စများရှက်ကြီးနေငိုနေသေးတယ်ဗျာဟိုဘာလဲကျွန်တော်ညမတီတာဝင်ကကိုစန်းကိုအကပ်မခံဘူးလားခံနေခံနေဆိုရင်ကိုစံရဲ့ဝဲသိနေပြီလားအဲ့ဒါဘာဖြစ်လို့ငိုနေတာလဲတော်တာဖို့ပြောမင်းညာကငါ့ကိုဘယ်လိုခိုးပေးလိုက်တာလဲဩဒုက္ခပါပဲဗျာကျွန်တော်ညမတီတာဝင်းလေးကိုကျွန်တော်ကိုယ်တိုင်ခိုးပေးလိုက်တာဟဲ့ဟုတ်တယ်မလားငါကြီးလေတီတာဝင်းလေပါတီတာဝင်းလေဒီပါကြည့်ဘုံဆိုတော်ဆိုဘယ်လိုနဲ့ဘယ်လိုဖြစ်ပြီးတော့ဒီကိုရောက်နေရလဲနေမညာငါ့ကိုခေါ်လာပြီးတော့ဒါဆိုလို့ရှိရင်ညတော့ကျွန်တော်ခေါ်လာတာဒေါ်ဆိုဟုတ်တယ်လေတော့ပါပြီဗျာပြဿနာတော့အကြီးကျယ်တက်ပါပြီဒေါ်ဆိုရဲ့အဲ့ဒါဆိုလို့ရှိရင်လေအတန်လေးပါလေးပေးပါလားနေမအတန်မထွက်နဲ့လိုက်ခဲ့ဆိုဒါကြောင့်ငါလိုက်လာခဲ့ရတာပေါ့ဟုတ်ဗျာဒေါ်ဆိုရဲ့ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာအတန်မထွက်လို့ရှိရင်လေကိုယ်စနဲ့တွေ့ရင်အတန်လေးပါလေးထွက်မှာပေါ့အတန်လေးပါလေးပေးပါလားနေကောင်ကအတန်ထွက်ချိတ်တောင်းမရလိုက်ဘူးမမညာကျွန်တော်မမကိုဘာများလုံးမိလို့လဲတော့လာမပြောနဲ့ဦးစိုးအဲ့လိုကျွန်တော်ညအဝါပူလာလားကိုစီးတဲ့မြေကိုအထီးမဲ့အမမတော့မသိဘူးလားမသိဘူးလားငါလည်းညအမူးလို့နေတော့မြင်းကိုမြင်းလို့မပြီးစီးလိုက်ပြီတာဗောဗာမေးရလဲโอเคပါငိုမနေကြပါနဲ့တော့ဖျားပေးတယ်လို့ပဲမှတ်လိုက်ကြတော့ရလဲပေးလဲပေးတတ်ပါโอเคအကုန်လုံးကဖြစ်ပြီးပြက်ပြီးနေပြီဘာမှပြန်ပြောလို့မရတော့ဘူးเนาะလေးဖေကိုဖွင့်ပြောဖို့ကိစ္စကိုကျွန်တော်တာဝန်ယူတယ်ဟိုပြီးလို့ရှိရင်မင်္ဂလာကိစ္စကိုလည်းကျွန်တော်ပဲအဆောက်အအုံရတာဝန်ယူပေးမယ်ဟုတ်ပြီလားနေမကောင်းလို့ပဲစီစဉ်ပေးပါတော့တော်ဖုန်းရဲ့ငါတော့လေအခုယူဘယ်လိုမျက်နှာပြရတော့မသိတော့မျက်နှာမပြရဲလဲဟဲ့ဘာပြမှာလို့ပြောမဟုတ်ပါဘူးမျက်နှာပဲပြလိုက်ကြပါတော့လို့ပြောတာပါမနောက်နဲ့တော့ဟဲ့အဲ့ဒါငါမိမနော်မနောက်နဲ့ဟုတ်ကဲ့မမဖြစ်သည်များအကြောင်းနှာခေါင်းလို့မှတ်ပြီးတော့အကောင်းဘာနောက်လဲအကောင်းလို့မှတ်ပြီးတော့လေဒီတိုင်းလေးပဲစနေလိုက်ကြတာပေါ့နော်ပါလူစိုးတောက်ညာလည်းမလေးအကြံကောင်းတော့တစ်ချက်တဲ့ဖေသားအကြံဂရေတသန်းတန်နဲ့အကြံကောင်းညာကောင်းထုတ်တာမဆိုကြီးပါသွားမင်းမသားပဲလားငါတော့လာမင်းပေါ့ရောက်သွားမှာဟုတ်တယ်လောဘဝါသူဒေါသပြင်းနေကြလောက်တာကဲပါဦးလေးရဲ့ဒေါသထွက်မနေပါနဲ့ဒီကိစ္စကိုမင်္ဂလာရှိတယ်လို့စိတ်ထဲမှာမှတ်ပြီးဒေါသတွေကိုရှော့ချလိုက်မင်းကြီးရောမင်္ဂလာရှိပါလားဟုတ်တယ်ကျွန်တော်ကြီးတော်ကြီးဟိုဒေါ်ဆိုကကျွန်တော်အမေရဲ့အမဆိုတော့ကျွန်တော်ကြီးတော်ကြီးပေါ့အခုကျွန်တော်ကြီးတော်ကြီးမင်္ဂလာရှိသွားပြီဟုတ်တယ်တိတ်တာဟာတော်လာမို့မင်းမနောက်နဲ့တော့ငါလူတတ်မိလိုက်မယ်ငါ့ကိုလာမနောက်နဲ့ဟောမနောက်ပါဘူးလေးဖေရဲ့အခုဖြစ်တဲ့ကိစ္စတွေလည်းအကုန်လုံးဖြစ်ပြီးကုန်ပြီဘာမှလည်းပြန်လုပ်လို့မရတော့ဘူးအဲ့တော့ကျွန်တော်တို့ကသူတို့ရဲ့မင်္ဂလာကိစ္စကိုဘယ်လိုလုပ်ပေးချမလဲအဲ့ဒါကိုပြောတယ်တော်လာမို့မင်းဒီကိစ္စတော့စိတ်ဝင်စားတယ်ဟဟလားငါမယိုးမရဖြစ်နေမင်းတော်တော်ကြည့်ကောင်းနေပါဟလားမဟုတ်ပါဘူးအခုကိစ္စလေးဖေကမျက်နှာပူပြီးတော့ဖင်ကျဲရမယ်ကိစ္စမလို့ကျွန်တော်ကဂျားတွေကဝင်ကူညီပေးမလို့ပြောနေတာငါဘာလို့ဖင်ကျဲရမှာနှမလင်းနေမောင်ဖင်ကျဲနဲ့လေးဖေမကျိတ်ဘူးသူကျိတ်ပါလေပြေးဟာပြေးတာကိုဖေးသားတကယ်လောက်တာပြေးမင်းကပါလူကြီးပြည့်နေငါ့ကိုဝင်ဟားနေဟဲ့လားဟမ်မောင်ကိုမင်းသေနေတယ်